ရွှေကြိုရဲ့ကိုယ်တန်သာမင်းညိုချင်းတင်တောင်းရေခက်စင်းတဲ့ခါရောင်မရေဖော်တဲ့နဲ့ရေဦးလေးကိုစီပါတော့ကိုလူမျိုးကလာတာတော့ချိန်ပြီးပို့ကြတာတော်တော်လေးငယ်ရွာတလေးမို့စိတ်မဆိုးတတ်ပါပြီရှင်ဒီရွာကလူဝဲကြီးတွေစီကလာပြီလားကိုနောက်ငယ်ပြူလေးတို့ရွာအိမ်ရောက်သာလာခဲ့စမ်းမမမေ့နိုင်စရာကြိုးစိုးလေးပါပြူလေးတို့တော်ရွာရွှေကြိုရဲ့ကိုယ်တန်သာမင်းညိုချင်းတင်တောင်းရေခက်စင်းတဲ့ခါရောင်မရေဖော်တဲ့နဲ့ရေဦးလေးကိုစီပါတော့ကိုလူမျိုးကလာတာတော့ချိန်ပြီးပို့ကြတာတော်တော်လေးငယ်ရွာတလေးမို့စိတ်မဆိုးတတ်ပါ